ကလေးကနေပါတီထောင်လာတဲ့ဒီပါတီဖြစ်ပါတယ်အခုလည်းပဲကျွန်တော်အပါအဝင်ဒီစစ်အာဏာရှင်ကိုတောက်လျှောက်ဒီမိုကရေစီရုပ်ကိုပွဲ2010မတိုင်ခင်ကလေးကဒီစစ်အာဏာရှင်ကိုကျွန်တော်တို့တော်လှန်နေတဲ့မြေအောက်ကနေတော်လှန်တဲ့အဲမှာကျွန်တော်ကိုယ်တိုင်အပါအဝင်ဖြစ်ပါတယ်ဒါအဲ့တော့ဒါတွေကိုကျွန်တော်တို့ကိုစစ်တပ်နဲ့ကြံဖွင့်နဲ့ကျွန်တော်တို့ကိုအတင်းအဓမ္မပေးစားတဲ့ပုံစံမျိုးဟာတကယ်တော့နိုင်ငံရေးမှာညစ်ပတ်တဲ့နိုင်ငံရေးဖြစ်ပါတယ်ဆိုတော့ဒါဟာခြုံငုံပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှုံးတာကတော့ခုနကျွန်တော်ပြောပါပြီကျွန်တော်တို့ရဲ့အားနည်းချက်ပါကျွန်တော်တို့ရဲ့မပြည့်စုံမှုဖြစ်ပါတယ်ဒါပေမဲ့လည်းပဲဒီရုပ်ကိုပွဲမှာတော်တော်လေးကိုကြည့်မကောင်းတဲ့တော်တော်လေးကိုတိုင်းပြည်နဲ့လူမျိုးအတွက်အကျိုးမပြုမဲ့ရည်ရှိမှာဒီဟာမျိုးဟာဆက်လက်ပြီးတော့ဒီလိုမြစ်ပတ်တဲ့နိုင်ငံရေး campaign တွေနောက်မှာမရှိစေချင်ဘူးအဲ့ဒီဟာမျိုးဆက်လက်ပြီးတော့ကျွန်တော်ရဲ့ဒီတိုင်းပြည်မှာကျွန်တော်ရဲ့ရက်ရွာမှာဒီလိုမြစ်ပတ်တဲ့နိုင်ငံရေး policy ပေါ်မှာအခြေခံတဲ့တိုင်းပြည်ကိုဘယ်လိုတည်ဆောက်မလဲကိုယ့်ရဲ့ပြည်နယ်ကိုရက်ရွာကိုဘယ်လိုတည်ဆောက်မလဲဆိုတဲ့ဟာကိုအခြေခံတဲ့ဒီလိုမြစ်ပတ်တဲ့နိုင်ငံရေးဒီလိုမတန်ရှင်းတဲ့နိုင်ငံရေးဟာဆက်လက်ပြီးတော့ရရှိမှရှိလာမယ်ဆိုလို့ရှိရင်တကယ့်ကိုနိုင်ငံရေးတမအစစ်စစ်တင်တဲ့တကယ့်ကိုမူဝါဒကိုအခြေခံတဲ့နိုင်ငံရေးဟာမိတဲ့တို့ဖြစ်သွားပြီးတော့မှတိုင်းပြည်အတွက်တကယ်ကိုရလကမကောင်းဘူးဖြစ်သွားမှာကိုအရင်ကိုစိုးရိမ်ရပါတယ်အခုနပြောတဲ့ချိန်မှာဒီNLD ဖက်ကကြံခိုင်ရေးဖက်ကလေငွေကြီးကြီးနဲ့မေးဆွေတာဒီပေါ့နော်တယောက်ကို15000အဲ့လိုပေးနေကြတာကျွန်တော်ကြားသိနေရတယ်ဒီအတင်းတော်ဒီမှာဆိုရင်လေတို့ကအတင်းတော်အတွက်ဆိုပြီးတော့9သိန်း10သိန်းလှူတဲ့လူတွေလေးရှိတာပေါ့ခုနထုတ်ပြတဲ့အထင်မှာလေးအများကြီးဒါကျွန်တော်စစ်လာမဲ့နိုင်ငံရေးအတွက်အရန်ကြောက်စရာကောင်းတဲ့အရာတစ်ခုလို့တော့မြင်ရတာပေါ့လေအဲ့လိုမျိုးမဖြစ်အောင်ဒါရွေးကောက်ပွဲဆောင်ကြည့်အဖွဲ့ကျွန်တော်ချင်းရက်ဖက်ဖွဲ့စီဒီဘလောက်အရေးကြီးတယ်ဒီခန့်ကန်တာကိုအဲ့လိုမျိုးမဖြစ်လေအောင်ပေါ့နော်ဗာများတတိပေးချင်တာဒီပေါ့နော်ဖြစ်တဲ့ချက်ဒီနည်းနည်းပြောပေးပါဦးဟုတ်ပါတယ်ဒီကိစ္စကဒါကျွန်တော်တိုင်းပြည်မှာမရှိတဲ့ကိစ္စဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ချင်း community ကျွန်တော်တို့ရဲ့ချင်းအတိုင်းဝိုင်းမှာလေဒါမျိုးဟာနောက်လည်းမရှိတင်ဘူးမရှိအောင်လည်းကျွန်တော်ဆောင်ရွက်ဖို့လိုတယ်အဲ့ဒီတွေ့ကြောင့်ဒီကိစ္စဟာနိုင်ငံရေးပါတီတွေနဲ့အစိုးရနဲ့ကိစ္စတစ်ခုတည်းမဟုတ်တော့ဘူးအဲ့ဒီတွေ့ကြောင့်ဒီဟာမျိုးကျွန်တော်တို့ဒါလက်ပေးလက်ယူမှုရဲ့အဆက်အနွယ်ကိစ္စဖြစ်တဲ့အတွက်ကြောင့်ဒီအချင်းပြတ်ချက်စားမှုရဲ့အဆက်အနွယ်ဖြစ်တဲ့အတွက်ကြောင့်ဒီဟာမျိုးဆက်လက်ပြီးတော့နောက်မှာမရှိဖို့ဟာကျွန်တော်တို့ရဲ့ဘာသာရေးအတင်းအဖွဲ့တွေလူမှုရေးအတင်းအဖွဲ့တွေအဖက်ဖက်ကနေပြီးတော့ပြည်သူလူထုတွေကိုယ်တိုင်ဒီ border education တွေဒါတွေဟာ CSO တွေအားလုံးပူးပေါင်းပါဝင်ဖို့လိုပါတယ်အဲ့တော့ဘာကြောင့်ဒီဟာကိုဒီလောက်ထိဒီခေါက်မှာဆိုးရတယ်ဆိုတဲ့ဟာကတော့ဒါကတော့နိုင်ငံရေးသမားတွေနိုင်ငံရေးပါတီတွေအထူးသဖြင့်ဒါကိုအနာရဖို့ရုပ်ကိုဖွဲ့အနာရဖို့ကိုပဲပန်းတိုင်မှာထားတဲ့ပါတီတွေကတော့ဒါကတော့လောက်နေကြပါပဲကျွန်တော်တို့ကရုပ်ကိုပွဲကိုပန်းတိုင်လို့မထားတဲ့ခါကျတော့အဲ့တော့ဒီဟာကဒီတစ်ခေါက်မှာဒါဘာကြောင့်ဒီလောက်ထိဆိုးရတယ်ဆိုတဲ့နေရာမှာကျတော့အဓိကကျွန်တော်တွေ့တဲ့ခါမှာရုပ်ကိုပွဲကော်မရှင်ရဲ့တမတ်မကြမှုပုံမှာတဲ့ဒါပထမဆုံးလို့ကျွန်တော်မြင်ပါတယ်ရုပ်ကိုပွဲကော်မရှင်ကဒီဟာနဲ့ပတ်သက်ပြီးတော့ကြိုတင်ပြင်ဆင်မှုတွေနောက်ဒီဟာကိုတွေ့ရှိတဲ့ခါမှာအချိန်မီထောက်ပြမှုတွေအချိန်မီတားဆီးမှုတွေဟာသူဆောင်ရွက်နိုင်ခဲ့တဲ့ဟာတွေအများကြီးရှိပေမဲ့လည်းပဲဒါကိုသူမျက်စိဖိတ်ပြီးတော့ဒီဒါကိုဆွဲချလိုက်တယ်လို့ကျွန်တော်ယူဆတယ်ဒုတိယကတော့ COVID-19 ဖြစ်တဲ့အတွက်ကြောင့်ရုပ်ကိုပွဲဆောင်ကြည့်ရေးအဖွဲ့တွေဟာတော်တော်များများဟာဒီ field မှာမလာနိုင်ဖြစ်ကြဘူး2015လို့ဒီ
요거 보성지 옆에하 막 신빈의 하면 원래 컨디를 니아리마 라여비로 관심비로 디 voter education ပေးတာတော့နောက်ဒီနိုင်ငံရေးပါတီတွေဆက်တော့အမတ်တွေရရှောက်ရှက်မှုတွေကိုစောင့်ကြည့်တာမျိုးတွေတိတ်မလောက်နိုင်တော့ဘူးဖြစ်နေတယ်ဆိုတော့ဘာလို့ทีทอดูว่าတိတ်မရဘူးတို့ရုပ်ကိုပွဲဒီစောင့်ကြည့်ရဖွဲ့နေရအဲ့ဒီနောက်ပြီးလို့ရှိရင်တစ်ဖက်မှာလည်းပဲရုပ်ကိုပွဲကော်မရှင်ကလည်းဒီ face လို့ဒီရုပ်ကိုပွဲစောင့်ကြည့်တဲ့ဖွဲ့နေတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရောပြည်တွင်းအဖွဲ့အစည်းတွေရောတင်းကျပ်မှုတွေတချို့တွေလောက်တာလေတစ်ဖက်ကတော့ပါတာပေါ့နိုင်ငံတကာဖွဲ့စည်းတရားတွေပဲဒါဒီမိုကရေစီဆိုရဖြစ်နေပြီအယတာဆိုရဖြစ်နေပြီသူရုပ်ကိုပွဲကိုကောင်းကောင်းမလဲလောက်ပေးမှာပါဆိုပြီးတော့ပေါ်စားပြီးတော့ဒီရုပ်ကိုပွဲဆောင်ကြည့်ပိုင်းမှာဒီပံ့ပိုးကူညီမှုတွေရောချလာတဲ့ပိုင်းဖြစ်တယ်အဆိုးဆုံးကတော့ခုနကျွန်တော်ပြောသလိုဒီ COVID-19 ဖြစ်တဲ့အတွက်ကြောင့်ဒီရုပ်ကိုပွဲဆောင်ကြည့်တဲ့လူအယတာအဖွဲ့အစည်းတွေအယဖက်အဖွဲ့အစည်းတွေNGO CSO တွေတိတ်ပြီးတော့မလှုပ်ရှားနိုင်တော့တဲ့ဟာကိုဒီလူတွေကအခွင့်ကောင်းယူတာအဲ့ဒီဟာကိုအခွင့်ကောင်းယူပြီးတော့မှသူတို့ကဒါကိုဘာခေါ်မလဲဒီလက်လွန်ပြီးတော့ဒီဟာကိုအလွန်ကျွန်းသူတို့လောက်သွားတာလေပါတာပေါ့အခုတလို့ဒီကိုယ့်ရဲ့ထင်တလို့ပါတီမအောင်ဒီရွေးကောက်ပွဲမှာပေါ့နော်ရလက်ကောင်းမရတဲ့အတွက်ဒီပါတီဥက္ကဋ္ဌတွေတွင်းမှုတွေနောက်ထွက်မှုတွေစီစဉ်ရောရှိသလားအပြုတ်ပြင်ပြောင်းလဲကဒီအရင်ကဥမိုင်ဆက်လဲပြောခဲ့တယ်ပေါ့ဒီရွေးကောက်ဒီထွေထွေရွေးကောက်ပွဲပြီးရင်တော့ပါတီ reform ပြန်လုပ်မယ်ရွေးကောက်ပွဲလေးလုပ်မယ်ဆိုတာတွေလည်းပြောပြတာတွေရှိနေတော့ဘယ်လိုအတွင်းမှာဘာတွေဖြစ်နေလဲဆိုတာနည်းနည်းသိချင်ပါတယ်ဟုတ်ကဲ့ဒါကတော့ဒီရုပ်ကိုပွဲမတိုင်ခင်ကလေးကကျွန်တော်ကျူတင်စီစဉ်ပြတာလည်းဖြစ်ပါတယ်ရုပ်ကိုပွဲပြီးရင်ရပ်ပေါင်း90တွင်းမှာပါတီညီလာခံကျင်းပပြီးတော့ပါတီရဲ့ပို့ဆောင်မှုကိုလည်းပဲပို့ပြီးတော့ထီရောက်ပြီးတော့ပို့ပြီးတော့ဒီစနစ်ကျအောင်ဆောင်ရွက်ဖို့ကျွန်တော်တို့ကစကားတဲ့ပြင်ဆင်ပြတာလည်းဖြစ်ပါတယ်အဲပူပြီးတော့ဒါကိုဒီတလုံးမှာလည်းပဲကျွန်တော်ပါတီဘုံလုံးဆောင်ကော်မတီစီဝဲတွေလည်းကျွန်တော်ကျင်းပပါတယ်ဒီကိစ္စကိုလည်းပဲပါတီကောင်းဆောင်ပိုင်းတွေလည်းပဲကျွန်တော်ဆွေးနွေးပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှာခုနကျွန်တော်ပြောသလိုပါတီရှုံးရတဲ့ချင်းမှာအဓိကတာဝန်အရှိဆုံးကတော့ကျွန်တော်ပါတီကောင်းဆောင်တွေဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်ဒီဟာကိုကျွန်တော်တို့ကတာဝန်ယူမှုတာဝန်ခံမှုကတော့လိုပါတယ်။အဲဒီအတွက်ကြောင့်ဒါကတော့ကျွန်တော်ပြန်လည်ပြီးတော့သုံးသပ်မှာပါအဲ့ဒီအတွက်ကျွန်တော်ကိုယ်တိုင်လည်းပဲဒီဆက်လက်ပြီးတော့ဒီပါတီဒါပါတီအနိုင်မရတဲ့ချင်းရဲ့အဓိကအကြောင်းရင်းထဲမှာကျွန်တော်ပါလို့ရှိရင်နောက်ပြီးတော့ရှိရင်ဒီတကယ်လို့များကျွန်တော်ဒီအထွေထွေအတွင်းမှုကတော့ကျွန်တော်ကပို့တွဲအထွေထွေအတွင်းမှု3ယောက်ရှိတာပေါ့လေဆိုတော့အောက်ကထားတဲ့3ယောက်ရှိတဲ့ခါကျတော့ကျွန်တော်တို့ကျွန်တော်တို့ဆက်လက်ပါဝင်ချင်းဒီပါတီအောင်2025-30ပါတီအောင်နိုင်ရေးနဲ့ပါတီခိုင်မာအကောင်းရေးအတွက်ကျွန်တော်တို့ဆက်လက်ပါဝင်ချင်းဘယ်လောက်ထိအကျိုးပြုမလဲကျွန်တော်တို့ဆက်လက်မပါဝင်တော့လို့ရှိရင်ဘယ်လောက်ထိအကျိုးပြုမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကပြန်လည်သုံးသပ်မှာဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီနိုင်ငံရေးအသည့်အတွေ့အခေါ်တဲ့နဲ့ဒီနိုင်ငံရေးနဲ့နဲ့တက်တဲ့နဲ့ဒီပါတီကိုအသစ်တစ်ဖန်ပြန်ပြီးတော့တည်ဆောက်ဖို့ကိုလည်းပဲကျွန်တော်တို့ထပ်ပြီးစဉ်းစားပါတယ်အဲ့ဒီအတွက်ကလည်းပဲတကယ်လို့များဒီအခုံပြောင်းပြီးတော့တာဝန်ထမ်းဆောင်ပေးနိုင်မဲ့ကျွန်တော်တို့ဒီခေါင်းဆောင်ပိုင်းတွေလည်းပဲလိုအပ်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကခြုံငုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်ပါတီခေါင်းဆောင်တွေဟာအစဉ်သင့်ဖြစ်ပါတယ်ဒါဟာဒီမိုကရေစီကြက်နဲ့ကျွန်တော်ပါတီဝင်ထူတွေအားလုံးကနေပြီးတော့ပါတီညီလာခံမှာတုံ့တက်ပြီးတော့မှအများသဘောတူအတိုင်းကျွန်တော်တို့ကဆောင်ရွက်မှာဖြစ်ပါတယ်တကယ်လို့ပါတီအများနဲ့ပညာရှင်တွေလည်းကျွန်တော်ခေါ်မယ်ပြည်တွင်းပြည်ပပညာရှင်တွေလည်းကျွန်တော်ခေါ်ပြီးတော့သူတို့ရဲ့တုံ့တက်ချက်ကိုလည်းပဲကျွန်တော်နားထောင်နေမယ်အခုလည်းပဲ
တော်များများပညာရှင်ကိုကျွန်တော်တို့ကကြံဉာဏ်တောင်းပါတယ်သုံးသက်ချက်တွေ evolution တွေလုပ်ပေးပါလို့ကျွန်တော်တောင်းပါတယ်အဲ့တော့သူတို့ရဲ့သုံးသက်ချက်တွေလည်းပဲကျွန်တော်ကြည့်မှာဖြစ်ပါတယ်အဲ့တော့ဆက်လက်ပြီးတော့အဲ့ဒီဟာကိုအခြေခံပြီးတော့ကျွန်တော်တို့ရဲ့ရည်ရှိပါတီအောင်နိုင်ရေးနဲ့ပါတီအကောင်းရေးအတွက်စီမံချက်တွေကျွန်တော်ဆွေးမယ်အဲ့ဒီထဲမှာပါတီခေါင်းဆောင်တွေပြုပြင်ပြောင်းလဲမှုဟာလိုအပ်တယ်ဆိုလို့ရှိရင်လိုအပ်တယ်လို့ကျွန်တော်တို့ကဒီဆောင်ရွက်ဖို့အစဉ်သင့်ဖြစ်ပါတယ်ကျွန်တော်တို့ဟာဒီဟာကိုဒီပါတီဆိုတာကျွန်တော်အမြဲတမ်းပြောသလိုဒီချင်းလူမျိုးပိုင်တဲ့ပါတီဖြစ်ပါတယ်ချင်းအမျိုးသားပါတီဖြစ်ပါတယ်ချင်းအားလုံးပိုင်တဲ့ပါတီဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကပါတီကိုထောင်လို့ကျွန်တော်ကမှတ်ပုံတင်လို့ကျွန်တော်ပိုင်တာမဟုတ်ပါဘူးဘယ်သူကမှဒါကိုဘူဘပိုင်တယ်မဟုတ်ဘူးကျွန်တော်ရဲ့မူပိုင်လည်းမဟုတ်ဘူးဆိုတော့အဲ့ဒါကြောင့်အများစုကနေပြီးတော့ပါတီဝင်ထုကနေပြီးတော့အစ်ဒီအကောင်းဆုံးဆောင်ရွက်ပြီးတော့မှကျွန်တော်ဒါလွယ်နေပြောမလို့ရှိရင်ကျွန်တော်နားသိရင်လည်းကျွန်တော်နားမှာပါပဲကျွန်တော်ဒီလိုမဆိုဒါကတော့ကျွန်တော်တို့အစဉ်တင်ဖြစ်ရမှာပဲဒီချင်းပြည်နယ်မှာဟာခါကနေပြည်နယ်လွှတ်တော်နေရာနှစ်ရဒီတစ်ခုပဲရတာပေါ့လေဒီပူရှမန်ရထားတဲ့ဥစ္စာကဘယ်လောက်ထိဒီပါတီအတွက်ဒီလွှတ်တော်ကနေသူကတော့ဝင်ကြီးနေရာတွေရမလားတော့မသိဘူးဒါပေမဲ့ဒီဟိုအမတ်တရက်ရတဲ့အတွက်ဘယ်လောက်ထိဒီပါတီအတွက်အရေးပါလဲပေါ့နော်ဒီပြင်လေ2020ကနေ26အကြားဒီ21ကနေပေါ့နော်ဟိုပါတီရနဲ့လောက်ဆောင်ဖို့ဒီအတိုက်ခံပါတီပုံစံနဲ့ဘလို့ပုံစံနဲ့တွားဖို့စီစဉ်ထားလေဆိုတော့လေကျွန်တော်သိချင်တယ်ဆိုတော့ဒါကတော့ဘေးတလုံးလေးတော့ကျွန်တော်ကွဲသွားတာပေါ့လေဆိုတော့ဒီဟာကတော့အဲ့တော့အရေးကြီးပါတယ်ကျွန်တော်ဒီတွေ့လည်းပဲချင်းပြည်သူလူထုကိုကျွန်တော်ကျေးဇူးတင်ပါတယ်အထူးသဖြင့်ဟာခါကပြည်နယ်အမှတ်2မှာနေပေးသွားတဲ့ပူဆရာမောက်ကိုနေပေးသွားတဲ့သူတွေကိုလည်းပဲပြည်သူလူထုကိုလည်းပဲဒါကျွန်တော်ချင်း CNLD ပါတီကိုစားကျေးဇူးတင်ကြောင်းကျွန်တော်ပြောပါတယ်ဒါဒီပူဆရာမောက်ဒီကျွန်တော်ရဲ့ပါတီရဲ့တူဦးတီတော့ဟိုပေါ့ဖြတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့တူဦးတီတော့တားလို့ပြောကြတာပေါ့လေဒါပေမဲ့တားဆိုပေမဲ့လည်းပဲသူကတော့အကြီးဆုံးပေါ့ကျွန်တော်တို့ပါတီမှာတော့ဆိုတော့ကျွန်တော်တို့ဟာဒီကျွန်တော်ချင်းပါတီတစ်ခုလုံးရဲ့ဖြတ်တော်အမတ်တူဦးတီလက်တော်လုံးမှာတော့ဖြစ်တဲ့အတွက်ကြောင့်ဒါဒီသူဒီဒီဟာခါမျိုးနဲ့စန္ဒတ်နေဟစ်တခုတွေ့တဲ့ဘက်သူကအလုံးလုံးမှာမဟုတ်ပါဘူးဒီချင်းပြည်သူလူထုခုတရက်လုံးနဲ့ပတ်သက်တဲ့ဆိုင်ရာကိစ္စတွေရဲ့ပါတီရဲ့စီမံချက်ပါတီရဲ့ policy မူဝါဒတွေကိုသူကနေတဆင့်ကျွန်တော်တို့အကောင့်ထဲပေါ်တော့ဖို့ဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီကျွန်တော်တို့ရဲ့အခါပြည်သူလူထုတွေရတဲ့ကျွန်တော်တို့ရဲ့ဖတ်တော်ကိုယ်စားလှယ်ပဲကျွန်တော်တို့ပဲသူလောက်ရမယ်ကျွန်တော်တို့ပဲပို့ပြီးတော့လောက်ရမယ်ဆိုတဲ့ပုံစံမျိုးလည်းပဲဒီနေရာမှာမစင်းစားစေချင်ဘူးချင်းပြည်သူလူထုတရက်လုံးအတွက်ချင်းပါတီကိုစားပြုအနိုင်ရတဲ့ပါတီတော်တော်ကိုလည်းဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်အဲ့တော့သူကတော့အတွေ့အကြုံရင့်ကျက်တဲ့ခေါင်းဆောင်ကြီးဖြစ်ပါတယ်အဲ့ဒါကြောင့်လူတွေကလည်းပဲသူရဲ့မိသားစုတွေကလည်းကိုယ်တိုင်ကလည်းပဲဆက်ချယုံကြည်ပြီးတော့သူ့ကိုမေးပေးတာဖြစ်တဲ့အတွက်ကြောင့်သူကနေပြီးတော့သူရဲ့ရုပ်ကိုပွဲကတိဒီမှာသူဒီကတိကအတိုင်းနောက်ပြီးလို့ရှိရင်ပါတီရဲ့မူဝါဒအတိုင်းသူကောင်းတော်လေးကိုဆောင်ရွက်သွားနိုင်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်အဲဆိုတော့သူကအရေးချင်းလက်ရှိတဲ့သူလည်းဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီသူလွတ်တော်ကျွန်တော်တို့ရဲ့လွတ်တော်ကိုဦးသေးကတော့ကျွန်တော်တို့ရဲ့လွတ်တော်ကိုဒီဦးသေးကတော့ဒီကျွန်တော်အတမ်းဘယ်လိုဖြစ်သွားတာလဲမသိကျွန်တော်အတမ်းအတမ်းအဆင်ပြေလားzit in dit zo'n systeem omrijden ga ik even tot pataဆိုတော့ဒီလွတ်တော်ကိုယ်စားလှယ်တူဦးသေးကတော့မှဒီတူဦးသေးကျွန်တော်ရှိပေမဲ့လည်းဒီပြန်ဖြတ်ပါကြီးလွတ်တော်ကိုယ်စားလှယ်စေဦးထက်တာအောင်ကျွန်တော်တို့ကလောက်ပြမှာဖြစ်ပါတယ်ဒါလည်းကျွန်တော်တို့ဒါဟာလည်းကျွန်တော်တို့ရဲ့ဒီကျူဆာဆောင်ရွက်အမဲ့ပိုင်းဖြစ်ပါတယ်ဒါမဲ့လည်းပဲကျွန်တော်တခုပြောချင်တာကတော့ဒီနေရာမှာတချို့တွေကလည်းပဲ Facebook ပေါ်မှာsocial media ပေါ်မှာကျွန်တော်တို့ကိုဒီအကျွေးတောင်းသူတို့
လိုက်တောင်းတဲ့သူတွေလည်းရှိပါတယ်အခါတော့ကိုကျွန်တော်မေးပေးပြီးဖတ်တော်မှကျွန်တော်ပေးပြီးအဲ့တော့ Federal ကိုပိုင်ပြဋ္ဌာန်းခွင့်အတွက်ဒါကိုခါတော့ဆောင်ရွက်ပေးပါခါတော့မဆောင်ရွက်ပေးနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့မြေပြောက်ကိုတန်ဖို့မထားတာကြက်တယ်ဘာညာဆိုတဲ့ပုံစံမျိုးထိပြောတဲ့သူတွေလည်းရှိပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ပြောချင်တာကတော့ဒီလွတ်တော်အမတ်တူကြီးကနေတော့ကျွန်တော်တို့ရဲ့ရည်မှန်းချက်အကုန်လုံးကတော့ဆောင်ရွက်လို့ရမှာမဟုတ်ဘူးဒါကတော့လက်တွေ့ချက်စဉ်းစားရပါမယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီပိုင်းတိုင်ရောက်တော့အောင်ဒီလွတ်တော်အမတ်တူကနေပြီးတော့ဒီကျွန်တော်တို့အများကြီးဆောင်ရွက်နိုင်တဲ့အပိုင်းတွေရှိပေမဲ့လည်းပဲတစုံတရာရှိပဲဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရည်မှန်းထားတဲ့ကျွန်တော်တို့ဒီအခြေမျိုးသားခွင့်ရေးပြန်လည်ရရှိရေးအတွက်ရည်မှန်းထားတဲ့ဒီအန်ဒီမပန်တိုင်ကြီးအတွက်ကတော့ပြည်စုံဆောင်ရွက်ဖို့ကတော့ဒါလုံးဝမဖြစ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်အဲ့ဒါကြောင့်အလွန်အကျွမ်းမမျှော်လင့်ဖို့ကိုတော့ကျွန်တော်တို့ဒီနေရာမှာတော့ပြည်သူလူထုကိုလည်းပဲမေတ္တာရပ်ခံချင်ပါတယ်ကျွန်တော်ကြည့်ရှုသူဘက်ကလည်းကျွန်တော်ဒီ sounds ကအစင်မပြေတဲ့အတွက်ပေါ့နော်အတန်ရခါလေးထပ်တာရှိတော့ကျွန်တော်အခုပြင်နေပါတယ်ကိုယ့်ရဲ့ဖုန်းမှာကြည့်နေနေ volume ကိုလေးနဲ့ချိန်ပြီးတော့အထောင်ပေးဖို့ကိုလေးတွေကနေပြောချင်ပါတယ်ကျွန်တော် YouTube ဘက်ကလည်း live ထွန်းတာရှိပါတယ်ဒီ Facebook ကလည်းအစင်ပြေလဲ YouTube ဘက်မှာကြည်လေးနဲ့ကြည့်လို့ရတယ်ဆိုတော့ကျွန်တော်ဒီကနေပြောချင်ပါတယ်ကျွန်တော်ထပ်ပြီးတော့မေးချင်တာကတော့ဒီအခုနဒီအတိုက်ခံပါတီအနေနဲ့ပေါ့နော်ဒီ2021ကနေ26အကြားကိုဒီရွာတိုင်းမှာကိုယ့်ရဲ့ပါတီဥက္ကဋ္ဌအတွင်းမှုတွေရှိအကုန်လုံးရှိပါတယ်ဆိုတော့ဘယ်လိုပဲပုံစံနဲ့ဒီပြန်ပြီးတော့ပါတီရဲ့အကောင်းမောင်းတိုင်ဖြစ်အောင်ပေါ့နော်ပြန်ပြီးတော့လောက်ဖို့အစီအစဉ်ကြီးရှိတယ်လေပေါ့တချို့လူတွေကတော့ဒီပါတီပြည်တိုင်းကိုဘာမှမလုပ်ဝေးနေဒီရွက်ကုတ်ပွဲညီခါမှလုပ်နေတဲ့အခြေအနေလေးရှိတာပေါ့လေနော်စင်နယ်လီဆိုတော့ဒါပထမဆုံးပါတီပူပေါင်းပြီးတဲ့နောက်ပိုင်းပထမဆုံးဝင်ပြန်တဲ့ပါတီဖြစ်တဲ့အညီပေါ့ပါတီပြင်ဆင်ထားဖို့ပါတီလောက်ဖို့စိတ်ကူးသွားတာရှိလေပေါ့ဟုတ်ပါတယ်ဒါကတော့ကျွန်တော်တို့ပါတီကဒီသုံးပါတီပေါင်းပြီးတဲ့နောက်ပိုင်းမှာအခုတစ်နှစ်တောင်မပြီးသေးဘူးပေါ့လေဆိုတော့ဖြစ်တဲ့တွေ့ကြောင်းဒီအဲ့တော့အများကြီးပြင်ဆင်ပါတီတိဆောက်တော့ဖို့ရှိပါတယ်တော်တော်လေးကိုပါတီတက်တန်းအနေနဲ့ကတော့နှုတ်နေတဲ့ပါတီဖြစ်တဲ့အတွက်ကြောင့်အောက်ခြေအဆင့်အထိပါတီတိဆောက်ဖို့ဟာတော်တော်လေးကိုရည်ကြီးပါတယ်အဲ့တော့အခုဒီရွက်ကိုပွဲဒီအကျိုးထောက်ရှားမှုမှာမြို့နယ်ပေါင်း30မှာကျွန်တော်ပါတီကအခြေချနေထိုင်ပါပြီအဲ့တော့ဒီချင်းပြည်နယ်အပြင်ဒီစကိုင်းတိုင်းမကွေးတိုင်းရခိုင်ပြည်နယ်ပြီးလို့ရှိရင်အခုဆိုလို့ရှိရင်ကျွန်တော်တို့ကခိုးတိုင်းနဲ့အဲ့ဒါတွေတိုင်းမှာတော့ကျွန်တော်ဝင်သွားဖို့ရှိပါတယ်နိုင်ချင်းမနိုင်ချင်းကကျွန်တော်ကနံပါတ်1မဟုတ်ပါဘူးချင်းအမျိုးသားကြီးကိုကျွန်တော်တို့ဒီချင်းလူမျိုးရှိတဲ့နေရာတိုင်းမှာကျွန်တော်ရဲ့ဒီအမျိုးသားအလိုက်ကိုထောင်ပြီးတော့မှအမျိုးသားကြီးကိုဆောင်ရွက်ဖို့ရှိပါတယ်ဆိုတဲ့အတွက်ကြောင့်နေပြတ်မှာချင်းလူမျိုးကဒီခုနှစ်သိန်းကျော်ရှိတဲ့နေရာမှာကျွန်တော်ဒီဟာကိုခိုင်ခိုင်မာမာတိစောက်တော့ဖို့လည်းရှိပါတယ်ချင်းပြည်နယ်အပြင်ပေါ့နော်အဲ့တော့ဒီအလွှာအလိုက်ကကျေးရွာကနေစပါတယ်ပြီးလို့ရှိရင်မြို့နယ်ကနေပုဂ္ဂိုလ်အဲ့လိုအလွှာတိတိကိုလည်းပဲပူပြီးတော့ခိုင်မာအားကောင်းလာအောင်ကော်မတီတိတိကိုအခုအကုန်လုံးကိုကျွန်တော်စာပို့ထားပြီးမြို့နယ်ကော်မတီတွေကိုလည်းပဲအတိတ်နဲ့ဆိုတာကတော့ဒီပြင်ဆင်ဖြစ်ဆွတ်ကြပါလိမ့်မယ်မြို့နယ်တိတိကိုလည်းပဲပုံမခိုင်မာအားကောင်းအောင် structure ပေါ့နော်ဒီကော်မတီဒီဖွဲ့စည်းပုံကိုလည်းပဲတေချာကိုတို့လောက်ကြလိမ့်မယ်ဘုံမှာလည်းပဲခုနညီလာခံကိုပြန်ကျင်းပပြီးတော့မှညီလာခံကနေပြီးတော့ကော်ဒီဘုံ CEC ကိုလည်းပဲခိုင်မာအားကောင်းပြီးတော့ထိရောက်မှုရှိတဲ့ CEC ဖြစ်အောင်ကျွန်တော်ပြင်ဆင်ဆောင်ရွက်မှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ပါတီတွင်းတည်ဆောက်မှုအပိုင်းပေါ့နော်ဆိုတော့ဒီလူထုတောက်လျှောက်မှုကိုလည်းပဲတစ်စက်တင်မှာတောက်လျှောက်ကျွန်တော်လောက်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့အများအားပြောသလိုဒီလွှတ်တော်အမတ်ဖြစ်ခြင်းနဲ့လွှတ်တော်မှာအနာရချင်းအစိုးရဖွဲ့ချင်းမဖွဲ့ချင်းကိုအဓိကမထားဘဲနဲ့အမျိုးသားရေးကိုရှိတဲ့နေရာကနေရတဲ့လောက်ကျွန်တော်တို့စွမ်းဆောင်နိုင်တယ်လို့အများအားလောက်ထောက်ဖို့ရှိတဲ့အတွက်ကြောင့်အခုလည်းပဲ
เซนที่จอกูကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့စနစ်ကျော်မှာကျွန်တော်ပါတီဟာအတိုက်အခံပါတီအနေနဲ့ကျွန်တော်ရပ်တည်ခဲ့ပါတယ်အဲ့ဒီစနစ်ကျော်မှာလည်းပဲကျွန်တော်ကအနိုင်မရဘူးကျွန်တော်ကလွတ်တော်မှာအနိုင်မရဘူးဆိုတော့2015တော့လည်းပဲတနည်းမှအနိုင်မရခဲ့ဘူးအဲ့တော့ကျွန်တော်ကအနိုင်မရလို့ပြည်သူလူထုကမှကျွန်တော်ကိုမရွေးပဲကျွန်တော်ဘာလုပ်လို့ရမလဲဆိုပြီးတော့ကျွန်တော်လက်ပိတ်ပြီးတော့မနေဘူးဗျဆိုတော့တောက်လျှောက်ကျွန်တော်လောက်လာခဲ့တယ်ဒါလူထုကြည့်ပါတယ်ဘလဝအရေးကိစ္စတော့ကျွန်တော်ရဲ့ဒီနေနေမဲ့ကိစ္စတော့ချင်းပြည်နယ်နေနေမဲ့ကိစ္စနောက်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ဘာသာရေးတတ်နာဆောက်အုံတွေကိစ္စတော့ကျွန်တော်ရဲ့နော်ဆိုတော့ဒီချင်းအကူပဒေ review လုပ်တဲ့ကိစ္စအထူးသဖြင့်ဒီမလေးရှားမှာရောက်နေတဲ့ချင်းပြည်သူလူထုတွေနေရပြန်ပူဖို့ဆိုပြီးတော့ဒီဘက်ကမြန်မာနိုင်ငံအစိုးရနဲ့ UN ကနဲ့ပြင်ဆင်လာတဲ့အခါမှာကျွန်တော်တို့ကပဲရှေ့ဆုံးမှာမရက်တည်ပြီးတော့ဒါကိုတို့ရဲ့ UN policy ကိုပြန်ပြောင်းအောင်ကျွန်တော်တို့ပါတီနဲ့ဒီဘက်က CSR တို့ဟိုဘက်ကရှိတဲ့နော်ဒီ refugee community တို့နဲ့လက်တွဲပြီးတော့ကျွန်တော်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီချိန်မှာပြောမယ်ဆိုလို့ရှိရင် NLD ပါတီတွေမရှိပါဘူးအဲ့ဒီချိန်မှာ NLD ပါတီကဘာမှကြံ့ခိုင်ရေးတော့ NLD တို့ကဘာမှဆောင်ရွက်ခဲ့တာမရှိဘူးသူတို့ကိုယ်တိုင်ကတော့မှပြန်ခိုင်းတဲ့ပုံစံမျိုးတော့တွေ့ရတယ်ဆိုတော့ဆိုလို့ချင်းတာဟာဒီချင်းအရေးနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ဟာရှေ့ဆုံးမှာအမြဲတမ်းရက်တည်တဲ့သူဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းပဲကျွန်တော်ရက်တည်မှာပါကျွန်တော်တို့ရဲ့ခုနဒီဘလဝအရေးဆိုလို့ရှိရင်လည်းပဲဒီလူထုစန္ဒပြလှုပ်ရှားမှုတွေတခြားဒီ advocacy လှုပ်ရှားမှုတွေမှာကျွန်တော်တို့ကရှေ့မှာအမြဲတမ်းရောက်နေပါတယ်တခြားပါတီအနေနဲ့ပြောတာပါတီအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ကရှေ့ဆုံးမှာအမြဲတမ်းရောက်နေပါတယ် CSO တွေပါတယ်ကြတော့ဒါ NGO တွေကြတော့သူတို့ line ကတော့ကျွန်တော်မမီတဲ့ဟာတွေအများကြီးရှိပါတယ်အဲ့တော့ဆိုလို့ချင်းတာကတော့ဒီကျွန်တော်ပါတီဟာဒီတစ်ခေါက်ရောက်ပေါ်ပွဲမှာဆိုလို့ရှိရင်ဒုတိယပထမမလိုက်တယ်မဲ့လည်းပဲဒုတိယလိုက်ပါတယ်ကျွန်တော်ကဒီကျွန်တော်မဲအရာဟောကျွန်တော်ဒီ second လိုက်တဲ့နေရာတွေအများဆုံးဖြစ်ပါတယ်အဲ့ဒါပြောကြောင့်ကျွန်တော်ကချင်းပြည်နယ်မှာဒုတိယအကြီးဆုံးပါတီဖြစ်ပါတယ်ကျွန်တော်က NLD ပြီးလို့ရှိရင်တော့ဒုတိယအကြီးဆုံးဖြစ်ပါတယ်ကြံ့ခိုင်ရေးတဲ့ကျွန်တော်ကနေရာမှုတွေပုံများတဲ့ခါကျတော့ကျွန်တော်ကဒုတိယအကြီးဆုံးပါတီဖြစ်တဲ့အတွက်ကြောင့် opposition party အနေနဲ့အတိုက်ခံပါတီအနေနဲ့မကျွန်တော်ရက်တည်တော့ဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာတချို့တွေကျတော့အတိုက်ခံပါတီဆိုတဲ့ဟာကျွန်တော်ချင်းလူမျိုးတွေရဲ့ concept မှာကျွန်တော်ရဲ့အတွေ့အခေါ်မှာအတိုက်ခံလုပ်တယ်တိုက်ခိုက်တယ်ထောက်ပြတယ်ဝေဖန်တယ်ဆိုတာကျွန်တော်တို့ကဒီကျွန်တော်ချင်းလူမျိုးတွေကယူသားတဲ့ခါကျတော့နော်အာနာတတ်တယ်ယူသားတတ်တယ်သဘောထားစိတ်ရှိတယ်လို့ပြောမလားအဲ့လိုပုံစံဖြစ်တဲ့ခါကျသူများကိုဘာဖြစ်လို့သွားပြီးတော့တိုက်တာလဲသူများဘာဖြစ်လို့သူများကိုဘာဖြစ်လို့ဝေဖန်တာလဲဘာဖြစ်လို့သူများမကောင်းကြောင်းတွေပြောတာလဲကျွန်တော်ရဲ့ခရီးရန်တွင်တင်ချက်နေတဲ့ဆိုင်မလားတော့မသိဘူးပေါ့နော်အဲ့လိုပုံစံဖြစ်တဲ့ခါကျတော့ကျွန်တော် NLD ပါတီကိုကျွန်တော်ကလွန်ခဲ့တဲ့9နှစ်မှာ NLD အစိုးရရဲ့အားနည်းချက်တွေလွှတ်တော်ကိုယ်စားလှယ်တွေအားနည်းချက်ကိုကျွန်တော်ကဝေဖန်ထုတ်ပြပြီးတော့လောက်တဲ့ခါမှာလူထုတချို့တွေကနားမလည်ပေးဘူးကျွန်တော်ကိုပေါ့နော်ဒါအတိုက်ခံလောက်တာပဲဝတ်နာပါတယ်ကလူတိုက်မယ်ဆိုတာကြီးပဲဆိုတော့တိုက်ခံလောက်တာဟာကောင်းတာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကိုလောက်တဲ့ခါကျတော့ကျွန်တော်ကလည်းတခါပဲကျင်းဒီတွန်းဆောက်နေတယ်အဲ့ဒါမျိုးကိုလေဆိုတော့အဲ့ဒါကြောင့်ကျွန်တော်ကအတိုက်ခံပါတီအားမကောင်းတဲ့ခါမှာဘာဖြစ်သွားတယ်လဲဆိုလို့ရှိရင်အချင်းချက်ဆမှုရှေ့မှာရောက်နေတာဆိုတော့ဘာလို့ပေါ်ဆမှုတွေတင်ဒါတွေကုမ္ပဏီတွေစီမံကိန်းလောက်ဆောင်မှုတွေအချင်းချက်ဆမှုတွေလက်ပေးလက်ယူတွေဒါတွေဟာအတိုက်ခံပါတီအားမကောင်းလို့ရှိရင်ပေါ်ဆပြီးတော့သူတို့ကိုထောက်ပြတာမျိုးသူတို့ကိုစစ်ဆေးတာမျိုးသူတို့ကိုထောက်ပြကြည့်တဲ့ဟာမျိုးတွေအစီအစဉ်တွေလောက်ဆောင်တဲ့သူတွေအားနေတဲ့ခါကျတော့ဒါတွေဟာသူတို့ကပေါ်ဆတယ်သူတို့ကဒီလေရဲပြီးတော့ဒါတွေကိုလောက်ဆောင်တဲ့ဟာတွေရှိတဲ့အတွက်ကြောင့်ဒါဟာအတိုက်ခံပါတီဟာတော်တော်လေးကိုလိုအပ်ပါတယ်ကျွန်တော်တို့ကတကယ်တော့ဖြစ်တင်တာကတော့အနိုင်မရသည့်တိုင်အောင်အတိုက်ခံပါတီအနေနဲ့အာကောင်မောင်းတန်တဲ့အတိုက်ခံပါတီဖြစ်ဖို့လွှတ်တော်ကိုယ်စားလှယ်မှာ10ယောက်လို့ဟာမျိုးဖြစ်တော့ကျွန်တော်ရှိလို့ရှိတော့ပူပြီးတော့ပေါ့ဗျာဒါပေမဲ့အခုကတော့ဒီလွှတ်တော်ကိုယ်စားလှယ်တယောက်ထင်းနေဆိုလို့ရှိရင်တော့ထင်းတယ်လို့တော့ကျွန်တော်ဆောင်ရွက်နိုင်တဲ့ဆောင်ရွက်နိုင်လားဒါပေမဲ့တက်နိုင်တယ်လို့တော့ကျွန်တော်ဆောင်ရွက်ပါလားဒါပေမဲ့တက်နိုင်တယ်လို့တော့ကျွန်တော်ဆောင်ရွက်ပါပါကျေးဇူးတင်ပါတယ်ကျွန်တော်2020ခုနပြောတဲ့ team မှာငွေကြီးရေးဆွေတာတွေပြောရင်းနဲ့မေးဆွေတာတွေတော့ရှိတာပေါ့လေရှိတာတွေတော့ရှိတာပေါ့လေ
လူထုဘက်ကနဲ့ဟို scenery move policy အမှဒီလူဖြစ်တာလားပေါ့အဲ့ဒါလေးပြောပေးစီချင်တယ်လူဖြစ်တာလားပေါ့အဲ့ဒါလေးပြောပေးစီချင်တယ် Okay ဒီအတိုင်းကတော့နည်းနည်းအဆင်ပြေမလားအဆင်ပြေမလား နည်းနည်း sound system နည်းနည်း sound system နည်းနည်းဘတ်ချင်ကောင်းလာ sound system တော့ပါတာ စမဘတ်ချင်ကောင်းလာ ဆိုတော့ဒီကျွန်တော်တို့ရဲ့ဒီသူလူထုကျွန်တော်တို့ရဲ့ကနေပြီးတော့ကျွန်တော်တို့မူဝါဒဟာအစပိုင်းမှာပြီးတော့ကျွန်တော်တို့မူဝါဒဟာအစပိုင်းမှာလည်း sound system နည်းနည်းတော့ပြင်ဆင်ဖို့လိုမှတင်တယ် sound system နည်းနည်းတော့ပြင်ဆင်ဖို့လိုမှတင်တယ်ခဏလေးငါကလိုက်မယ် ဆိုတော့ဒါကတော့ဟိုနှစ်ပိုင်းဆိုတော့ဒါကတော့ဟိုနှစ်ပိုင်းရှိတာပေါ့နော်ပထမကတော့ဒီကျွန်တော်တို့ဖက်ကလည်းပထမကတော့ဒီတက်တာကျွန်တော်တို့ဖက်ကကျွန်တော်ရဲ့မူဝါဒကိုလူထုတာသဘောပေါက်အောင်ဝါဒကိုလူမရှင်းပြနိုင်တဲ့အောင်မရှင်းကအကြီးကဖြစ်မှာပါဒါကျွန်တော်တို့ခုနပြောသလိုအကြီးကပါတီခေါင်းဆောင်တွေရဲ့ခုနပြောသလိုပါတီခေါင်းဆောင်တွေရဲ့အားနည်းချက်လည်းဖြစ်မှာပါအကြီးကတော့အားနည်းချက်လည်းဖြစ်မှာပါတစ်ဖက်ကပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ချင်းနိုင်ငံရေးတမိုင်းတောင်းကိုကြည့်မဲ့ချင်းနိုင်ငံရေးတမိုင်းတောင်းကိုကြည့်မဲ့အမျိုးသားရေးတိုင်းတာအခွင့်အရေးနဲ့အမျိုးသားရေးနဲ့ပတ်သက်တဲ့ခါမှာတိုင်းတာတခြားနဲ့အမျိုးသားရေးနဲ့ပတ်သက်တဲ့ခါမှာလူမျိုးတွေတခြားတိုင်းတာလူမျိုးတွေတခြားလို့ရှိရင်တော့ကိုယ့်ရဲ့အမျိုးသားရေးရည်ချင်ကတော့နေနေတဲ့တာကတော့ရည်ချင်ကတော့နေနေကျွန်တော်ဝန်ခံရမှာဖြစ်ပါတယ်ဒါဒီပြင်လို့ဝန်ခံရမှာဖြစ်ပါတယ်ဒါဘောစာချုပ်စုကလေးကဒီ committee of inquiry ဆိုတဲ့ဟာရှိတယ်ပေါ့နော်ဆိုတော့ဒီဟိုပေါ့မြို့ inquiry လို့လည်းပြောကြပါတယ်အဲ့ဒီမှာဒီတိုင်းတာအတီးတီးတိုင်းတာခေါင်းဆောင်အတီးတီးကိုဒီလွတ်လပ်ရေးနဲ့ပတ်သက်ပြီးတော့ဒီတိုင်းပြည်တည်ဆောက်ရေးနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေလုပ်တဲ့တောင်တန်းဒေသစုံစမ်းစစ်ဆေးရေးတင်မှုတွေလုပ်တဲ့တောင်တန်းဒေသစုံစမ်းတိုင်းတာတခြားတိုင်းတာခေါင်းဆောင်တွေချက်စားတိုင်းတာချင်းတခြားတိုင်းတာခေါင်းဆောင်တွေချက်စားတွေကနေပြီးတော့တင်ပြမှုမှာချင်းတိုင်းခေါင်းဆောင်တွေကနေပြီးတော့ဒီတော်လေးကိုပြောင်းခဲ့တဲ့ဟာတွေရှိပါတယ်ဒီကိုယ့်ရဲ့ Federal ကိုပြောင်းရဲ့အမျိုးသားခွင့်ရေးကိုတောင်မှ Federal ကျွန်တော်တို့အမျိုးသားခွင့်ရေးကိုတောင်မှတောင်းဆိုမှုကျွန်တော်တို့ပိုင်းမှာတော်တော်အားနည်းခဲ့တာတွေရှိပါတယ်အဲ့ဒါကြောင့်ပိုင်းမှာတော်တော်အားနည်းခဲ့တာဒါဟာတော့အဲ့ဒါကြောင့်အချိန်ယူရမှာဖြစ်ပါတယ်ဒါဟာတော့အခုဆိုလို့ရှိရင်တခြားတိုင်းသားတွေဆိုလို့ရှိရင်တော့အများကြီးတောင်မှသူတို့ကတခြားတိုင်းသားတွေဆိုနိုင်ငံရေးအများကြီးတောင်အမျိုးသားရေးကိုနိုင်ငံရေးတိတ်အမျိုးသားရေးကိုမပြောကြတော့ဘူးပေါ့နော်သူတို့ကဆိုလို့ရှိရင်ဒီပြောကြတော့ဘူးပေါ့နော်သူတို့ကဆိုလို့ရှိရင်ဒီကျွန်တော်တို့ဆိုလို့ရှိရင်ဒီအမျိုးသားရေးကိုမနေ့ကျွန်တော်တို့ဆိုလို့ရှိရင်ကိုမနေ့ရှင်းပြရတယ်ပြည်သူလူထုကိုကျွန်တော်ခွင့်ရေးဆုံးပါတယ်ဒါဟာကျွန်တော်အခွင့်အရေးဆုံးရတဲ့အချက်တွေဖြစ်ပါတယ်ဆိုတာကိုဒါဟာကျွန်တော်အခြေခံအဖြစ်ကျွန်တော်ကဖြစ်ပါတယ်ဆိုတာကိုရှင်းပြခဲ့တာရှိပါတယ်ဒါတရားတိုင်းရှင်းပြခင်းသားတွေရခိုင်ရှမ်းတခြားတိုင်းသားတွေမှာဒီဟာအဆင့်ကိုရှမ်းမော်လာတာအဆင့်လို့ပြောမှာပေါ့ဒီအဆင့်ကိုတို့ကကြော်သွားပြီးပြောမှာပေါ့ဒီအဆင့်တို့အခွင့်အရေးတွေကိုဘယ်နည်းနဲ့ရမလဲဆိုတဲ့ဟာကိုပဲအဓိကထားပြီးတော့ဒုတိယအဆင့်ကိုတို့ရောက်နေကြပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကတော့ဒီဟာကိုကိုယ့်ရဲ့အခွင့်အရေးကိုမနှင်းရှင်းပြရတဲ့အဆင့်မှာတော့ရှိပါသေးတယ်ဒါပေမဲ့လည်းဒီဟာကိုပြောချင်းအဖြစ်ပြည်သူလူထုကိုကျွန်တော်တို့ကဘလီယမ်လောက်တာမျိုးမဟုတ်ပဲねပြစ်တင်တာမျိုးမဟုတ်ပဲねဒါဟာလည်းပဲကျွန်တော်တို့ခေါင်းဆောင်ပိုင်းတွေအမျိုးသားရေးလှုပ်ရှားနေတဲ့ခေါင်းဆောင်ပိုင်းတွေကနေပြီးတော့အချိန်ယူပြီးတော့ကျွန်တော်တို့ဒီဆောင်ရွက်သွားမယ့်ဒီ homework ပေါ့အင်စာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့တာဝန်ပဲဖြစ်ပါတယ် Okay sorry bakse awan tha chang lai ko kha
비디 NLD 팩가 디 짜인다 파티 지암네 파티 알롱고 사부 타라 시라고노. 에디 드로의 페더 디모크레시 페더 비통수티 사위마 디 두쿠လောက်နေတဲ့ လောက်ငယ်မှာတို့ကလည်းအတိတိကျကျတော့မရည်ထားပါမယ်အဲ့ဒါတို့ဘာကူတိကဆိုလို့ပြီးတော့အဲ့လိုဖိုက်တာလဲဆိုတော့ပေါ့နော်ဘေကန်တာမှာပူပေါင်းမယ်ဆိုတဲ့ဟာတွေကလည်းဟိုအတွင်းကျကျတည်ရည်ထားတာမရှိတော့ဘေကန်တာမှာပူပေါင်းဖို့ပြောနေရလေဆိုရင်ရှင်းပြအစီအစဉ်နဲ့ ကျွန်တော်တို့လည်းမသိပါဘူးခင်ဗျဆိုတော့သူတို့ကလည်းအဲ့ဒီရေဘူးရဆန်ဆန်နဲ့ထောက်ထားတဲ့ဒီထောက်ပြန်ချက်နဲ့ပေးပို့တဲ့စာတော့ပဲဖြစ်တဲ့ခါကျတော့ဒါကိုအသေးစိတ်သူတို့အနေနဲ့တကယ်လို့များကျွန်တော်တို့တိုင်းရင်းသားပါတီတွေနဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင်ဘေကန်တာမှာဘယ်လိုပူးပေါင်းမလဲဆိုတဲ့ဟာကိုတော့သူတို့အနေနဲ့ရှင်းပြပါလိမ့်မယ်အဲ့ဒီချင်းကြလို့ရှိရင်တော့ကျွန်တော်ဖက်ကလည်းပဲပူပေါင်းဆောင်ရွက်မှုဘယ်နေရာမှာကျွန်တော်ပူပေါင်းဖို့စင်ပြီးမလဲဘယ်နေရာမှာကျတော့ကျွန်တော်တို့ဆိုတဲ့ဟာကတော့တော့ပိုက်မှာဆုံးဖြတ်မယ်ကျွန်တော်ဖက်ကလည်းပဲဆုံးဖြတ်မယ်ပိုင်းဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်မူအဖြစ်တော့ကျွန်တော်ကြိုဆိုပါတယ်ဒါပေမဲ့လည်းပဲဒီဟာကိုသူတို့ကန်လှမ်းချက်ကိုခုနနံပါတ်1ကတော့ why သူတို့ဘာကြောင့်ကန်လှမ်းတယ်ဆိုတဲ့ဟာကျွန်တော်ရှင်းဖို့လိုပါတယ်အခုကတော့ကောလာဟာလာကတော့အများကြီးထွက်တာပေါ့တစ်ဖက်ကနေပြီးတော့ NLD အနေနဲ့ဒီတိုင်းပြည်ဒီဆောက်ရေးတကယ့်ကိုဒီရွရွပျက်စီးနေတဲ့ဒီတိုင်းပြည်ကြီးဟာအခု fair state နီးပါးဖြစ်နေတယ်ကျွန်တော်တိုင်းပြည်ဟာဒီအဲ့တော့ပျက်စီးနေတဲ့တိုင်းပြည်နီးပါးဖြစ်နေတယ်အခုဆိုလို့ရှိရင်ဒီရင်းချက်မငင်းချက်မှုအနေထားကိုကိုရိုနာဗိုင်းရပ်စ်စီးပွားရေးရောဒီ ICC ICJ ရောအမျိုးစုံထွက်လာတဲ့ချိန်မှာဒီဟာအနိုင်ရတယ်ဆိုခုရုံနဲ့ဒီဟာ NLD ပါတီရောအစိုးရတစ်ခုတည်းကရောဖြည့်ဆွင်းလို့ရတဲ့ကိစ္စမဟုတ်တော့ဘူးဒီစာအုပ်စင်းကလည်းရှိသေးတာဟုတ်ဆိုတဲ့အတွက်ကြောင့်ဒီတိုင်းပြည်ရဲ့ကိစ္စအဝဝကိုဖြည့်ရှင်းဆောင်ရွက်ဖို့ဆိုလို့ရှိရင်နော်တပါတီထဲနဲ့တဖွဲ့ထဲနဲ့ဖြည့်ရှင်းလို့မရတဲ့အတွက်ကြောင့်အားလုံးပူးပေါင်းဆောင်ရွက်ရအောင်ဆိုတဲ့ဒါအခုပြောနေကြတဲ့နော် unity ဒီ national unity government လို့ပြောကြတာပေါ့နော်ဒီအမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့ပုံစံမျိုးနဲ့ဖြည့်ရှင်းဖို့လိုတယ်ဆိုတဲ့ဟာကိုလည်းပဲပညာရှင်တွေကအကြံပြုတာတွေရှိပါတယ်သူတို့ကိုဆိုတော့ဒါဟာလည်းပဲဣသရေလနိုင်ငံမှာနော်6ရက်စစ်ပွဲကြီးတဲ့ချိန်မှာဒီတိုင်းပြည်ဟာတော်လေးကိုအဖက်ဖက်ကနေပြီးတော့စင်ခေါ်မှုတွေကြုံတဲ့ခါမှာအနာရပါတီတစ်ခုတည်းနဲ့ပဲအစိုးရမဖွဲ့ပေးနဲ့ဒီဟာငွန်းပေါင်းအစိုးရတွေမဟုတ်ဘူးဒီဟာကဆိုတော့သက်ဆိုင်ရာ stakeholder လို့ခေါ်တယ်သက်ဆိုင်ရာပါဝင်ပတ်သက်တဲ့သူအားလုံးပူးပေါင်းတဲ့အစိုးရမျိုးကိုသူတို့ဖွဲ့စည်းခဲ့တယ်မျိုးပေါင်းအစိုးရဆိုတာကတခြားဒါမတူဘူးအဲ့ဒီပုံစံမျိုးနဲ့ကိုသူတို့ရည်ရွယ်တာလားဒါလည်းသူတို့ကအရေးအမတော့ပြောနေကြတယ်ပေါ့အဲ့လိုပုံစံမျိုးတကယ့်ကိုတိုင်းပြည်အတွက်ကိုရှေ့ရှုပြီးတော့သဘောယူနေပေါ့တကယ့်ကိုစိတ်ရင်းစေတနာနဲ့ကျွန်တော်တို့ကိုဖိတ်ကြားတယ်ဆိုလို့ရှိရင်တော့တိုင်းပြည်အတွက်ဆိုလို့ရှိရင်ကျွန်တော်လည်းပဲပူပေါင်းပါဝင်ဖို့ကတော့ဒါကြက်နာမရှိဘူးကျွန်တော်ကwelcome ပါပဲဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့အခုကဒီအတိုက်ခံပါတီတွေနဲ့အတိုက်ခံအုပ်စုတွေကနေပြီးတော့မှသူရဲ့ရုပ်ကိုဖွေးရဲ့ရလက်ပေါ်မှာတော့လကောင်းအဖက်ဖက်ကနေပြီးတော့သူ့ကိုဖိအားပေးနေလို့သူ့ရဲ့ရုပ်ကိုပွေးမှာနိုင်ငံခြားထောက်ပံ့တွေယူတယ်ဘာညာဆိုပြီးတော့ဆွဆွဲတွေဟာရှိတာပေါ့လေဒါဟုတ်မဟုတ်တော့ကျွန်တော်ကဘာမှမကြည့်ဘူးဒါပေမဲ့အဲ့လိုဖိအားတွေပေါင်းစုံကြုံနေလို့ပဲဒီဖိအားကိုရော့ကျတော့အောင်ကျွန်တော်တို့ကိုနော်ဒီ outlet တစ်ခုပုံစံမျိုးနဲ့ပေါ့နော်ကျွန်တော်တို့ကိုအတုံးချက်တဲ့ပုံစံမျိုးဖြစ်သွားရင်တော့ကျွန်တော်တို့ကတော့ဒါမျိုးဆိုလို့ရှိရင်တော့ပူပေါင်းဆောင်ရွက်နိုင်မှာတော့မဟုတ်ဘူးလေဒါပေမဲ့တကယ်ကိုကိုယ့်ရဲ့ခုနအခုဆိုလို့ရှိရင်တိုင်းရင်းသားပါတီဆိုတာကမေကတော့ကျွန်တော်ရှုံးတာဒါလည်းခုနပြောပြီးကျွန်တော်မေရှုံးတဲ့အကြောင်းရင်းလည်းပဲဒါအများကြီးရှိပါတယ်တပိုင်းအဲ့မဲ့အကြီးကြီးဆုံးကတော့တိုင်းရင်းသားပါတီတွေဟာတိုင်းရင်းသားလူငယ်တွေကတခဲနဲ့ရက်တီပေးကြတယ်ဒါဟာဖြစ်လို့ရှုလို့မရဒီတိုင်းရင်းသားလူငယ်တွေဟာအနာဂတ်ကိုဥဆောင်မဲ့ဒီတိုင်းရင်းသားလူငယ်တွေကဒီသူတို့တခဲနဲ့ရက်တီပေးရင်းနဲ့တော့မှရှုံးသွားတယ်ဆိုရင်
이 다인다 룽네리가 요거 보이는 이고 색별라루시 바피도 아무래 다 들어 아미야이 신사야 말인 저 다인다 룽네리가 내비로 아미오다 이징들어 밑에 칭마 이 들어고 나이가이 이 요거 보이는 나이가이 란정고 까내비로 니하 그의 다인다 이하 피신로 메야로 발라로 들어가 알로 되친라루시 다 도도레고 သူတို့ရဲ့နောက်ဆက်တွဲနဲ့ဒါမှမဟုတ်သူတို့တခြားနည်းလမ်းသူတို့ရွေးချယ်လာတဲ့ဟာမျိုးဟာတော်တော်ကိုမကောင်းဖြစ်သွားတာပါလိမ့်မယ်အဲ့ဒီအတွက်ကြောင့်ဒါကိုလည်းပဲသူတို့အနေနဲ့အများကြီးစဉ်းစားမှာပါအဲ့လိုပုံစံမျိုးကိုအခြေခံပြီးတော့မှတကယ့်ကိုတိုင်းပြည်အတွက်အရေးကြီးအကျိုးရှိဖို့အတွက်ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့အဆင်သင့်ဖြစ်ပါတယ်ဒါပေမဲ့ခုနပြောသလိုကျွန်တော်ကဘာဆုံးဖြတ်ချက်မှမချက်သေးပါဘူးကျွန်တော်ကဒါကိုသူတို့ရဲ့ဒီကန်လန်ချက်ပေါ်မှာသူတို့ရဲ့ထောက်ပြန်ချက်ပေါ်မှာကျွန်တော်တို့ပါတီနေနဲ့ဘာဆုံးဖြတ်ချက်မှမချက်သေးပါဘူးဆိုတော့ခုနပြောတဲ့ทีမှာဒီဂျန်နယ်လီဖက်ကလူငယ်ဒီတကယ့်ကိုဒီ2020မှာဆွေးခုံနိုင်တဲ့ဟာတွေးရတာပေါ့လေဒီအချက်ကဒါအမတ်တရုတ်ဝေးရပါမယ်လေဒီအချက်ကအောင်မြင်မှုတစ်ခုလို့ပြောလို့ရမှာလားပေါ့ကျွန်တော်တို့အမြဲတမ်းပြောပါတယ်ဒီရွက်ကိုပွဲဒီတစ်ချိန်ရွက်ကိုပွဲဟာကျွန်တော်တို့အမတ်နေရာရလို့ရှိရင်တော့ဒါဟာအတိုင်းထက်အလွန်ပို့ပြီးတော့ကျွန်တော်တို့ပါတီကတော့ပို့ပြီးတော့ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ policy ကိုလောက်ဆောင်သွားနိုင်ပါပေါ့ဒါပေမဲ့လည်းပဲအဲ့လိုအမတ်နေရာမရရင်တော့ကျွန်တော်တို့ကမရှုံးဘူးဗျ။ဘာကြောင့်လဲဆိုတော့ဒီအမျိုးသားရေးကိုတကယ့်ကိုနှိုးချလာတဲ့ကျွန်တော်ချင်းလူငယ်တွေချင်းလူငယ်အများစုအားလုံးနေပါပေါ့ဗျာကတကယ့်ကိုအမျိုးသားရေးနှိုးချလာပြီးတော့မှဒီကျွန်တော်ရဲ့အမျိုးသားရေးလှောက်ရှားမှုမှာပါဝင်ပူးပေါင်းဆောင်ရွက်တာကိုတော့ဒါကျွန်တော်ရဲ့အမျက်ပဲဒါကတော့လုံးဝကျွန်တော်မရှုံးဘူးပေါ့နော်အဲ့တော့ဒီဟာကိုကျွန်တော်မြင်တွေ့နေရပြီဖြစ်တဲ့အတွက်ကြောင့်ဒီချင်းအနာဂတ်နိုင်ငံရေးဟာကျွန်တော်မစိုးရိမ်ရတော့ပါဘူးဒီတစ်ခေါက်မေးရပြင်မဲ့လည်းပဲကျွန်တော်ရဲ့ချင်းအနာဂတ်နိုင်ငံရေးကျွန်တော်တိုင်းရင်းသားအနာဂတ်နိုင်ငံရေးနဲ့ကျွန်တော်ရဲ့ Federal ကိုပိုင်ပြဋ္ဌာန်းအနာဂတ်အတွေ့ကိုကျွန်တော်ကစိုးရိမ်ပူပန်မှုမရှိတော့ဘူးကျွန်တော်ဒီလူငယ်အင်အားကိုကျွန်တော်ဒီလူငယ်အင်အားနဲ့ကျွန်တော်ရဲ့ပန်းတိုင်ကိုအရောက်အနေနဲ့အမြန်ကျွန်တော်စုခုနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီဗမာလူရဲ့မေးမြန်းချက်ကတော့ဒီလောက်နဲ့ပေါ့နော်ဒီဟာခါလူနဲ့ကျွန်တော်တို့ဆက်ပြီးတော့မိနစ်20လောက်ပြန်မေးမှာဖြစ်ပါတယ်ဒီဗမာလူနဲ့နောက်ဆုံးအနေနဲ့ပေါ့နော်ဒီကျွန်တော်ရဲ့ဒီပြုတ်ချင်တဲ့ဟာပေါ့နည်းနည်းပြုတ်ပေးပါအောင်ဒီမေးပြီးတဲ့ scenery ပြတ်တည်ပဲဖြစ်ပေါ့နော်ဒီပြည်သူဖက်ကိုနည်းနည်းပြုတ်ချင်တဲ့ဟာဒီဗမာလူနဲ့ပြုတ်ပြီးတော့ဟာခါလူနဲ့ပြန်ပြီးတော့ပြန်လောက်မှာဖြစ်ပါတယ်ဟုတ်ကျေးတင်ပါတယ်ခုနစပိုင်းမှာလည်းကျွန်တော်ပြောသလိုဒီရွက်ကိုပွဲဆိုတာကတော့9နှစ်တစ်ချိန်ကျွန်တော်ဖြတ်တန်းရမယ်ရှေကားလို့ပဲမှတ်ယူကြပါရအောင်ပေါ့နော်ဆိုတော့ဒီတစ်ခေါက်မှာခုနပြောသလိုဒီငွေကြေးမလုံးနဲ့ရောအာနာပါဝါကိုအသုံးပြုပြီးတော့တော်လေးကိုဒီတစ်ခေါက်ရွက်ကိုပွဲမှာဒီချင်းပြည်သူတို့ထုကိုမျိုးဆွဲတာတွေတစ်ဖက်ကဖိအားပေးတာတွေကြုံသွားပါတယ်ခုနပြောသလိုတချို့တွေကျတော့မက်လုံးတွေပေးတာတွေကတပိုင်းတချို့တွေကျတော့ကျတော့ကိုကျွန်တော်ပါတီကိုမေးမပေးရင်ကျတော့ရောကိုဖွံ့ဖြိုးရေးမလုပ်ပေးဘူးကျတော့ငတ်မယ်ဆိုတဲ့ပုံစံမျိုးတွေနီးမျိုးစုံပြောတဲ့ဟာတွေရောကျွန်တော်တို့ကိုမဟုတ်မမှန်ဆွဆွဲတာတွေရောအများကြီးကြောင့်အကြောင်းပေါ့ဒီအများကြီးဒီလိုချစ်နေပေမဲ့တော့လည်းပဲကျွန်တော်တို့ပါတီကိုတစိမ့်မမတ်ရက်တီပေးတဲ့ဒီလောက်မုံတိုင်းထန်နေတဲ့ချိန်မှာတော့မှမတုံမလျှော့ပဲနဲ့ကျွန်တော်ပါတီကို
တစိမ့်မမရက်တီပေးပြီးတော့ကျွန်တော်ပါတီကိုမေးပေးသွားတဲ့သူတွေနဲ့အဖက်ဖက်ကနေပြီးတော့ရက်တီပေးတဲ့လူငယ်တွေရောဒီလူကြီးတွေရောအမျိုးသမီးအဖွဲ့တွေရောအားလုံးကိုကျေးဇူးတင်ရှိပါတယ်ကျွန်တော်လေးစားပါတယ်ဆိုတဲ့ဟာကိုပထမဆုံးပြောချင်ပါတယ်နောက်ပြီးတော့တစ်ဖက်မှာခုနအကြောင်းကျွန်တော်ကိုပါတီကိုမဲမပေးပြင်မဲ့လည်းပဲဒါတွေဟာဒီတစ်ခေါက်မှာကျွန်တော်နားလည်ပါတယ်ကျွန်တော်ပါတီကိုမဲပေးဖို့အစကတည်းကစီစဉ်ထားတာတော့မှအခုနလူဟာမျိုးတွေညစ်ပတ်တဲ့နိုင်ငံကြီးအများကြီးဝင်သွားတဲ့အတွက်ကြောင့်မလွှဲမရှောင်တာမခံနိုင်တော့တဲ့နေထားမျိုးနဲ့ကျွန်တော်ပါတီကိုမဲမပေးလိုက်ရတဲ့သူတွေလည်းအများကြီးရှိပါတယ်အားလုံးကိုတော့မဆိုလိုပါဘူးတကယ်ကိုကျွန်တော်တခြားပါတီကိုလူချင်းလူမဲပေးတဲ့သူတွေလည်းရှိပါတယ်ကျွန်တော်ဒါကြည့်ပါတယ်ဒါပေမဲ့အဲ့လိုဘာပဲဖြစ်ဖြစ်ဒီနေရာမှာပြောချင်တာကတော့စိတ်ရင်းနဲ့ကျွန်တော်ပါတီကိုစိတ်နှလုံးသားတောက်တနေရာမှာကျွန်တော်ပါတီကိုဆက်လက်ပြီးတော့အားပေးတဲ့သူတွေရှိပါတယ်ကျွန်တော်ပါတီကိုမင်းမပေးပေမဲ့လည်းပဲကျွန်တော်ပါတီကိုအားပေးတဲ့သူတွေအမြောက်အများရှိပါတယ်ဆိုတာကိုလည်းပဲကျွန်တော်ကြည့်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့အနာဂတ်ကိုကျွန်တော်မစိုးရင်တော့ပါဘူးအထူးသဖြင့်ဒီမြို့ဆက်တဲ့လူငယ်တွေအင်အားနဲ့ဒီပါတီကိုဒီထက်ပိုကောင်းအောင်ကျွန်တော်တည်ဆောက်သွားပါမယ်ကျွန်တော်တို့ကိုယ်တိုင်ခေါင်းဆောင်အနေနဲ့ပါဝင်ချိမပါဝင်ချိဟာအရေးမကြီးပါဘူးဒီပါတီဟာလူတဦးတယောက်ကိုအခြေခံပြီးတော့ဖွဲ့ထားတဲ့ပါတီမဟုတ်ပါဘူးဒီပါတီဟာလူတစုကနေပြီးတော့အခြေခံပြီးတော့ဦးဆောင်ပြီးတော့ဆောင်ရွက်တဲ့ပါတီမဟုတ်ပါဘူးချင်းတမျိုးသားလုံးပူးပေါင်းဆောင်ရွက်တဲ့အင်အားနဲ့တွန်းရမယ်အရာဖြစ်ပါတယ်အဲ့ဒါကြောင့်ဘယ်လိုပါတီတိဆောက်ရေးပါတီပြင်ဆင်အရေးကိုလည်းပဲလိုအပ်တယ်လို့ကျွန်တော်ဆောင်ရွက်သွားပါမယ်အဲ့တော့ဆက်အမငယ်ဖူးလို့ပါတယ်ကျွန်တော်ဟာမကြခင်ဒီ2015 2020မှာဆိုလို့ရှိရင်ကျွန်တော်အထက်ရောက်နေပါပြီဒီအမျိုးသားကြီးကျွန်တော်ချင်းအမျိုးသားခွင့်ရေးအပြည့်အဝကျွန်တော် Federal ခွင့်ရေးပြည်လုံးကတိကဝတ်ပြည်လုံးစာချုပ်ပြည်လုံးကတိကဝတ်နဲ့ကျွန်တော်ချင်းအမျိုးသားကြီးဒီအခွင့်အရေးအားလုံးပြန်လည်ပြီးတော့ရရှိနိုင်တဲ့ပန်းတိုင်မရောက်မချင်းကျွန်တော်အတူတကွဆက်လက်ပြီးတော့ပူပေါင်းဆောင်ရွက်ပြီးတော့ရည်တည်ရအောင်ဆိုတဲ့ဟာကိုပြည်သူလူထုကိုကျွန်တော်ပြောကြားလိုပါတယ်